ဘူး စာချတာပါဗျာဒီလို ဟုတ်တယ်ဗျာတကယ်မိုက်တာဟိုထပ်လိုက်ကြပါဦးရောက်ကွာရောက်တသိန်းပုံပြီးတော့ငါပို့ပေးလိုက်မယ်ဒီအရှင်းကကုန်စံကြီးသွားလိုက်တော့ ဒီဒီနဲ့ ကျွေးဟဲ့ငါဘာလုပ်တာလဲ ဘာလို့တိုင်းညာလို့တိုင်းလာပြောမနေနဲ့ခမရလို့စင်ပြန်ကြီးကိုရေပြွတ်နဲ့လန့်ပြစ်တာလေတီ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  နင်းနဲ့ဘာမများကြဘူးနော်ကိုလန်းကိုအေးဆေးသွားမယ် အေးစစ်သွားရင်မသွားရင်လာပြောနဲ့ရတတိရှိဒီဘက်ကိုလာလိုက်ဒီဘက်ကိုလာလိုက် လာတော့ပါဖြစ်ဘာလို့မှဖြစ်လဲ ခမရကျုပ်ကိုပြောထားတယ်ရမှတ်မိလား ငါဘာပြောလို့လဲ ဘာပြောလို့လဲဟုတ်လားကျုပ်ရဲ့ခေါင်းပေါ်မှာခမရရှိတယ်ဆိုတော့ကျုပ်ကသိတယ်အောက်ကနေခမရရဲ့အပေါက်ကိုတုံးနဲ့ထိုးခဲ့မလို့လေအောက်ကနေပြီးတော့စောင့်ထိုးတာခုခမရပေါက်ကြီးကျဲသွားပြီမလား ဒီမှာစကားပြော ဟိုမဟုတ်ခမရမစက်ပေါက်ပိတ်သွားပြီမလားလို့ မဲငါတို့အာဆင်နယ်ကလေမင်းတို့မန်ယူကိုရှုံးမိမယ်အဆင့်တစ်ကအဆင့်တစ်ပဲဟဲ့ ဟမ်ဒီလောက်လှုပ်ထားတော့မှအမတ်ကမရှိသေးဘူးအဲ့ပါလေအာဆင်နယ်ဖန်တွေကပလီမီယာလီတော့ဖြစ်နေချန်ပီယံလီဘလာဆိုတော့မြင်မမမြင်ဘူးပဲဟိုသူတို့လည်းရတင်ရှာမှာပေါ့လေ ဟဲ့မင်းတို့မန်ယူတွေကလေငါတို့အာဆင်နယ်လို့ ရွှေဘလာမရှိဘူးလို့ပြောမလို့မလားခင်ဗျားတို့တစ်ခုခုဆိုလို့ချင်းဒီရွှေဘလာကြီးနဲ့ပဲကင်ပေါက်အဲ့ဒီရွှေဘလာလေဇွဲထက်မှာသွားလို့ပြရက်ွက်ဘောလုံးညံပေါ်မှာသူ့ချင်းမြစ်လို့ရတာရက်ွက်ဘလာဗျာခင်ဗျားတို့မြစ်တိတ်စုပေးထားလားဩ तू ကအဲ့ဒါကိုဂုံယူနေတယ်တော့ပါပြီခင်ဗျားတို့စကားကြီးပြောတော့ပါဘူးပြောရင်ဒီရွှေဘလာเจ้าတွေပဲပြောတော့မှာဟိုရောခင်ဗျားကိုကျွန်တော်အခုအုံနာကမဟုတ်ဘူးတော့ဒါမဟုတ်ဘူး3200ပေးမယ် ဟာလေ3000ဆိုလဲ3000 4000ဆိုလဲ4000ပေါ့ဘာလို့3000 2000လဲ ခမရအာဆင်နယ်ကိုကြောက်မှန်ယူက3-2နဲ့နိုင်ထားလို့ဗျာ